ချစ်ချင်းကြောင့်ဖြစ်တဲ့ပူလောင်မှုလောင်ကျွမ်းမှုဟာတတ်တောင့်တတ်တာမဟုတ်ဘူးလို့ပြောတာပြင်းပြင်းထန်ထန်ပူပူလောင်လောင်ခါခါတီးတီးသွားတာဒါကိုနားလည်ဖို့လိုတယ်နော်ချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲမှုဟာတတ်တောင့်တတ်တာမဟုတ်ဘူးတို့ဒီနေ့မှာဦးဇင်းတို့ချစ်ချင်းကြောင့်ဒုက္ခရောက်တယ်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ဆိုတာကိုလူတွေဟာတွေးမိခဲ့တယ်များသောအားဖြင့်ချစ်စရာခင်စရာတွေနဲ့ချစ်နေခင်နေရရင်တာယာမှုကြည်နူးမှုအပြည့်နဲ့နေရတယ်လို့ထင်နေကြတာချစ်ခင်နှစ်သက်မှုမျက်နှာမှုဟာပျော်ရွှင်မှုကိုဖြစ်စေတယ်လို့ပဲလူအများစုကထင်နေကြတာတကယ်ကအဲ့လိုမဟုတ်ပိယတော်ဇာယတိတော့ပိယတော်ဇာယတိပဲချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းကြောင့်အန္တရာယ်ဆိုတာဖြစ်ရတယ်တခြားစဉ်းစားကြည့်လက်တွေ့တရားဓမ္မတို့အိန္ဒိယစိတ်ထဲမှာပူလောင်နေရတာပင်မနေရတယ်တော်တော်များများကရှည်ရတဲ့မျက်နှာရတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ပဲပူနေကြတာဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားတတကရွာသူကြီးတယောက်မြတ်စွာဘုရားဒီကိုရောက်လာပြီးတော့မိကွန်းတစ်ခုမေးတယ်မိတဲ့မိကွန်းလေးကအရန်တန်ဖို့ရှိပါတယ်အရှင်ဘုရားတဲ့